ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ2022ကိုဒါကဏ္ဍလေးတစ်ခွက်ပေါ့နော်ထိုးဖို့ရာထားတယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့ဒီ81ကနေစရအောင်ပေါ့နော်81မှာကျွန်တော်တို့39ရှေ့တွဲပေါ့နော်39ပဲဖြစ်ဖြစ်93ပဲဖြစ်ဖြစ်ဒီလိုရှေ့တွဲလို့ကြားလိုက်တာ ਨੇ သူ့အောက်ကကဏ္ဍသူ့အောက်ကကဏ္ဍလေးရတာပေါက်သီးပေါ့ဗျာအဲ့သူ့ရဲ့စီဘက်ဘယ်ဘက်ဇောင်းလေးမှာလည်းဗရိတ်6လို့ခံထားရမယ်ဗရိတ်6 39ရဲ့အောက်ကကဏ္ဍလေးရကျွန်တော်တို့ဘယ်မှာလိုက်ထွက်လဲဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီ955ရဲ့ဇောင်းတခွင်ကျော်မှာပေါ့နော်သူကဒီကျွန်တော်ပြောမှဆိုရင်ကျွန်တော်တို့ဒီ24ချိန်မှာနောက်ဘူးကြတာဒီ3ကွက်ပဲရှိတာဟုတ်24ချိန်မှာနောက်ဘူးကြတာအဲ့ဒီရဲ့ဇောင်းတခွင်ကျော်မှာကြာမယ်ဟုတ်ပြီဒီ955ကလည်းသူကဒီ955ဆိုတော့6ထိပ်စီးလေးကိုကျွန်တော်တို့ပါဝါလန်လိုက်လို့ရှင်455ဆိုတဲ့ကဏ္ဍနောက်တစ်နှစ်မှာဒါသူကထွက်ထားခဲ့ရမယ်ပေါ့နော်အဲ့ဒီမှာ944ဆိုတဲ့ကဏ္ဍလေးထွက်ထားပေးခဲ့တယ်ထွက်ထားပေးတဲ့ခါကျတော့ကျွန်တော်တို့ကအဲ့ဒီ955ရဲ့ဇောင်းတခွင်ကျော်မှာခုနကပြောခဲ့တဲ့39တွဲရဲ့အောက်က140ရဲ့ဒီဘယ်ဘက်ထောက်မှာကျွန်တော်တို့ဘရိတ်6လေးရှိတာဟုတ်အဲ့ကဏ္ဍလေးကိုကျွန်တော်တို့ကဒီဇောင်းတခွင်ကျော်လေးကိုရိုက်ဖြုတ်လိုက်ချင်တာပေါ့နော်အဲဒီမှာအဲဒီ39အတွဲရဲ့အောက်ကကဏ္ဍပေါ့နော်140သူ့ရဲ့ဇောင်းမှာလည်းဗရိတ်6လို့ခံထားရမယ်ဟုတ်ပြီသူ့ကိုတစ်နှစ်ကျော်လိုက်တဲ့ခါကျတော့သူကလည်း39အတွဲကြာရမယ်သူ့အောက်ကကဏ္ဍလေးကပေါက်တီးပေါ့ဗျာသူ့ရဲ့ဇောင်းမှာလည်းဗရိတ်6လို့ခံထားရမယ်အဲ့ဒါလည်းထုံနီး၎င်းပဲကျွန်တော်တို့ဒီ24ချိန်မှာအပူနောက်ဘူးလို့ကစားထားတဲ့ဇောင်းဒုခွင်ကျော်မှာဖြုတ်ရိုက်တာပေါ့နော်ဟုတ်ပြီကျွန်တော်တို့ခုနအတိုင်းပဲဒီ411ကိုထိပ်စီးလေးကိုပါဝါလန်လိုက်ရင်ဒါ911ဆိုတဲ့ကဏ္ဍနောက်တစ်နှစ်မှာသူကပေါက်ထားခဲ့ရမယ်ပေါ့နော်ဒီမှာ911ထွက်ထားပြီးမှသူကဒီ411ရဲ့ဇောင်းဒုခွင်ကျော်ကိုဒီ980ဆိုတဲ့ကဏ္ဍလေးကခုနကကျွန်တော်ပြောခဲ့သလိုပဲ39ရှေ့တွဲရဲ့အောက်ကကဏ္ဍဟာပေါက်သည်သူ့ရဲ့ထောက်မှာလည်းဗရိတ်6လို့ခံထားတယ်အဲ့လိုပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တစ်နှစ်ကြော်လိုက်နောက်တစ်နှစ်ကြော်လိုက်လို့ရှိရင်39တွဲလို့ကြာထားတဲ့အောက်ကကဏ္ဍဒါ601ဆိုတဲ့ကဏ္ဍလေးဘောနော်ဒါပေါက်သီးပေါ့ဗျာသူ့ရဲ့ဇောင်းတခွင်ကျော်မှာလည်းသူ့ရဲ့ဇောင်းမှာလည်းဗရိတ်6လို့ခံထားတယ်39ရဲ့ရှေ့တွဲရဲ့အောက်ကကဏ္ဍပေါက်သီးပေါ့ဗျာအဲ့ကဏ္ဍလေးရတယ်ကျွန်တော်တို့ဒါ24ချိန်မှာနောက်ဘူးနဲ့ကစားရတာ3ကွက်ပဲရှိတာဟုတ်ပြီကျွန်တော်တို့ဒီမှာဒီ944ဆိုတဲ့ကဏ္ဍလေးကိုထိပ်စီးလေးကိုပါဝါလန်ရင်344ဒီနောက်တစ်နှစ်မှာထွက်ထားခဲ့တယ်ပေါ့နော်သူ့ရဲ့ဇောင်းတခွင်ကျော်မှာဒါ601ဆိုတဲ့ကဏ္ဍလေးကိုကစားမှာဖြစ်တယ်ပေါ့နော်အားလုံးပဲကံကောင်းပါစေ